အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမပေါ့နော်ဘဲဥဟင်းလေးချက်စားမှာဖြစ်ပါတယ်အခုတော့ဘဲဥတွေကိုပြုတ်လိုက်အောင်မယ်နော်ဘဲဥကိုပြုတ်နေတဲ့အချိန်မှာပေါ့နော်ခရမ်းကျင်သီးတွေကိုပပလေးလိထားမယ်စီတက်ဖို့အတွက်လည်းမြုပ်သီးကြက်သွန်လေးကိုထောင်းထားပါမယ်ခရမ်းကျင်သီးတွေကိုကျမပေါ့နော်စားနေ15မိနစ်20လောက်စိမ်ထားပါအောင်မယ်နော်ဘာလို့လဲဆိုတော့ဒီခရမ်းကျင်သီးတွေကသူကမှဲ့ရဆိုပေမဲ့လည်းမာနေသေးရပေါ့နော်ဘာတွေသုံးထားရတော့ကျွန်တော်တို့မသိဘူးတစ်ခါကျရင်ဒီမဲ့ပြီးသားဒီခင်းချင်သီးတွေကိုကျွန်မတို့မသုံးမနဲ့ထားရင်ပေါ့နော်သူကတစ်ပတ်လောက်အထိကိုဘာမှမဖြစ်ပဲပေါ့နော်သူကမာနေတော့မယ်အဲ့ခါကျကျွန်မကတော့စားရည်လေးနဲ့နည်းနည်းလေးစိတ်လိုက်ပါအောင်မယ်15မိနစ်လောက်ပေါ့နော်ခဏလေးစိတ်လိုက်ပါအောင်မယ်စားမများလေးထည့်ပြီးတော့ပေါ့နော်မိနစ်20လောက်စိတ်ထားပါမယ်ဒါပေါ့နော်ကျွန်မထမင်းစားပြီးရင်တောက်မလို့ပေါ့နော်ပြားတမယာကြီးဖြောတောက်မလို့ပေါ့နော်ခုပြားတမယာလေးလည်းဖြောထားလိုက်ပါအောင်မယ်ဒါကတော့ပြားရည်ပေါ့နော်ပြားရည်ဒါတော့တမယာတီအဲဆိုရင်ပြားရည်လေး3စွန်းလောက်ထည့်ပြီးတော့ပေါ့နော်တမယာတီလေးနဲ့ရေလေးဖြောပြီးတော့မှပြားတမယာရည်ဆိုပြီးတော့မှလှုပ်တောက်လို့ရတယ်နော်အရင်လည်းတောက်လို့ကောင်းပါတယ်ခုဒါဆိုရင်ကျမဖြောတယ်ပေါ့နော်ဒါပြားတမယာရည်လေးပါအရင်ကမှတောက်လို့ကောင်းပါတယ်ဘဲဥကတော့ပေါ့နော်ပြုတ်တာကျက်သွားပါပြီသူ့အခွန်လေးခွာရအောင်မယ်နော်ဒါကပေါ့နော်စားရည်စိမ်ပြီးလို့ရေးစီးပြီးသားခရမ်းကျင်သီးပေါ့နော်ပပလေးလေးတိုက်ပါအောင်မယ်လိပြီးတဲ့အခါမှာပေါ့နော်ကျမတို့ထောင်းထားတဲ့ငရုတ်သီးနဲ့စီတက်ပြီးတော့မှအနည်းရအောင်ချက်ရအောင်မယ်နော်ဒါစီပူပေးနေတာပေါ့နော်ကိုစီဆူလာပြီဆိုတော့ထောင်းထားတဲ့ငရုတ်သီးကိုစီတက်လိုက်ပါတော့မယ်ငရုတ်သီးကိုကြက်အောင်စီတက်ပါမယ်နော်ခုငရုတ်သီးလည်းကြက်ပြီးဆိုတော့ရတာတွေထည့်ထားတဲ့ခရမ်းကျင်သီးလေးထည့်လိုက်ပါတော့မယ်ရတာတော့စနွင်းစားချုံမုတ်ပဲပေါ့နော်ခရမ်းကျင်သီးလေးထည့်ပြီးတော့မှအနစ်ဖြစ်အောင်လုပ်မယ်ပေါ့နော်အနစ်ဖြစ်အောင်ပေါ့နော်သူ့ဖုံးလေးအုပ်ပြီးတော့နွားသွားတဲ့အခါကျမှသူ့ချီနေပေါ့နော်အခုဖုံးလေးအုပ်ပြီးတော့မှခဏဆောက်လိုက်ပါမယ်အခုခရမ်းကျင်သီးရပေါ့နော်အနစ်တွေဖြစ်လာပါပြီအနစ်ရပြီဆိုတော့ဘဲဥတွေထည့်လိုက်ပါတော့မယ်ဘဲဥတွေကိုအနစ်လေးရအောင်လို့ပေါ့နော်အရသာလေးလည်းဝင်အောင်ပေါ့နော်သူ့အပေါ်မှာဒီခရမ်းကျင်သီးအနစ်လေးတွေကိုဖုံးပေးလိုက်ပြီဆိုလို့ရှိရင်ရပြီပေါ့နော်ခရမ်းကျင်သီးအနစ်တွေဘဲဥပေါ်မှာလိုက်တင်ပေးလိုက်နော်ဒါဆိုသူ့ထဲအရသာလေးတွေကစိတ်ဝင်သွားမှာပေါ့နော်ဒါဆိုရင်ဘဲဥဟင်းလေးရရှိပါပြီနော်ခုဘဲဥဟင်းလေးချက်ပြီးဆိုတော့ကျမထမင်းလေးနယ်ပြီးတော့မှတိုးစရာလေးနဲ့အရန်ကိုစားမိတ်အောင်လုပ်လိုက်ပါဦးမယ်ဒါကပေါ့နော်ဟင်းနစ်လေးတွေထည့်ပြီးသွားပြီဟင်းနစ်ထည့်ပြီးတဲ့အခါမှာကျမတို့ပေါ့နော်ငရုတ်သီးအကြက်မုတ်လေးနည်းနည်းလေးထည့်မယ်ပေါ့နော်ခုငရုတ်သီးကြက်မုတ်လေးတွေထည့်ပြီးသွားပြီဆိုတော့အကုန်လုံးနယ်လိုက်ပါတော့မယ်အခုပေါ့နော်ကျမထမင်းနယ်လို့ပြီးသွားပြီပေါ့နော်ဒါကျမအရင်စားချင်နေတဲ့ပုံစံလေးပေါ့နော်သခွားသီးလေးတွေထည့်လိုက်မယ်တိုးစရာသခွားသီးပါမယ်မြစ်ပါမယ်တမယာသီးပါမယ်ပေါ့နော်မြစ်လေးတွေထည့်လိုက်မယ်နော်သခွားသီးရမြစ်ရထည့်ပြီးပါပြီဆိုတော့တမယာသီးလေးလည်းပါနော်ဒါတမယာသီးကျမအရင်ကြိုက်တဲ့ဘဲဥလေးနဲ့ပေါ့နော်ဒါဆိုရင်စားလို့ရပါပြီတ िश ပေးအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်